ကဲမြန်မာနိုင်ငံမှာဘယ်သူတွေကချမ်းသာဆောင်လဲသူတို့ကဘယ်လောက်ထိကျွယ်ဝချမ်းသာကြပြီးဘယ်လိုလုပ်ငန်းတွေနဲ့ဒီလောက်ထိဘီလီယံနာတွေဖြစ်လာကြတာလဲဒီနေ့ဒီဗီဒီယိုမှာတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းလုပ်ငန်းရှင်ကြီး9ဦးရဲ့ခံမှန်းခြေပိုင်ဆိုင်မှုပမာဏတွေနဲ့သူတို့ရဲ့အောင်မြင်မှုနောက်ွယ်ကစုဝဲချက်တွေကိုသိစိတ်ပြောပြပေးသွားမှာမို့ဆုံးဖြတ်ကြည့်ဖို့အတွက်အားလုံးပြောချင်ပါတယ်ခင်ဗျာဒီဗီဒီယိုကညင်ပွားဖို့အတွက်မဟုတ်ပဲ post တဲ့ညီလေးနဲ့ကြည့်ပေးကြဖို့အတွက်အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ပဲစတာလိုက်ကြအောင်ဗျာပထမဆုံးတယောက်ကတော့ထူးကုမ္ပဏီအောက်စုရဲ့ဥက္ကဋ္ဌဦးတေဇာပဲဖြစ်ပါတယ်သူဟာမြန်မာနိုင်ငံရဲ့ပထမဆုံးအမေရိကန်ဒေါ်လာဘီလီယံနာတစ်ထည်ကြီးဖြစ်နိုင်ငံတကာကဖောင်ဒါမဂ္ဂဇင်းတွေမှာဖော်ပြခြင်းခံခဲ့ရသူဖြစ်ပါတယ်ခန့်မှန်းခြေပိုင်ဆိုင်မှုတွေကတော့အမေရိကန်ဒေါ်လာ1ဘီလီယံကနေ2ဘီလီယံဝန်းကျင်ထိရှိခဲ့ပါတယ်သူကမြန်မာနိုင်ငံရဲ့ပထမဆုံးကိုယ်ပိုင်လေကြောင်းလိုင်းကိုတည်ဆောက်ခဲ့ပြီးတင်လုပ်ငန်းတွေဟိုတယ်လုပ်ငန်းတွေလေကြောင်းလိုင်းတွေနဲ့ဗန်လုပ်ငန်းတွေအထိနယ်ပယ်ဆောင်မှာအောင်မြင်ခဲ့တဲ့သူပဲဖြစ်ပါတယ်ဒုတိယနေရာမှာတည်ရှိတဲ့သူကတော့ကျွန်တော်တို့ရန်ကုန်မှာကျွန်းစင်းတုံတဲ့ကြီးတွေကိုပိုင်ဆိုင်တဲ့ရွှေတောင်အောက်စုရဲ့ဥက္ကဋ္ဌဦးအိုင်ထွန်းပဲဖြစ်ပါတယ်သူရဲ့ခန့်မှန်းခြေပိုင်ဆိုင်မှုကတော့အမေရိကန်ဒေါ်လာတန်900ကျော်ရှိပါတယ်သူကမြန်မာနိုင်ငံရဲ့အချမ်းမြေနဲ့တုံတဲ့ကြီးတွေကိုခင်မီအောင်ဒီကပုံဖော်ခဲ့သူဖြစ်ပြီးဆောက်လုပ်ရေးတွေဗန်လုပ်ငန်းနဲ့ခေခံဆောက်အောင်ကဏ္ဍတွေမှာဖိုက်တန်းကပေါဝင်ခဲ့သူဖြစ်ပါတယ်တာရီယာတယောက်ကတော့လူငယ်တွေချစ်ခင်ကြတဲ့ဦးစောစောမတ်မြန်မာလူပဲဖြစ်ပါတယ်သူရဲ့ခန့်မှန်းခြေပိုင်ဆိုင်မှုဟာလည်းအမေရိကန်ဒေါ်လာတန်900ဝန်းကျင်ရှိပါတယ်သူဟာဒီဆိုင်လုပ်ငန်းတွေဟိုတယ်လုပ်ငန်းတွေARD ဘဏ်တို့နဲ့အောင်မြင်နေရုံနဲ့မကပဲမြန်မာနိုင်ငံရဲ့ဘောလုံးခွက်ချောက်ရဲ့ဥက္ကဋ္ဌဖြစ်မြန်မာဘောလုံးလောကကိုမြင့်တင်ပေးနေခဲ့တယ်လို့ ARD Foundation နဲ့ Flight လုပ်ငန်းတွေကိုလည်းအစိမ်းမမှန်နဲ့လောက်ကင်နေလို့လူချစ်ခင်များတဲ့တထေးကြီးတူပဲဖြစ်ပါတယ်။နံပါတ်၄စတောက်ထနေရာမှာတည်ရှိနေတာကတော့ဇီကဘာကုမ္ပဏီရဲ့ဦးခင်ရွှေပဲဖြစ်ပါတယ်သူရဲ့ခန့်မှန်းခြေပိုင်ဆိုင်မှုကတော့အမေရိကန်ဒေါ်လာတန်300ဝန်းကျင်ကျော်ကနေတန်400ဝန်းကျင်ထိရှိပါတယ်သူကမြန်မာနိုင်ငံရဲ့ပထမဆုံးကြီးစားအရာစီမံကိန်းတွေကိုအောင်မြင်အောင်ဆောင်ရွက်ခဲ့တဲ့ဆောက်လုပ်ရေးဘရင်ကြီးဖြစ်ပြီးစီးပွားရေးပြင်မြမရိုးရာယဉ်ကျေးမှုဝင်တဲ့တွေကိုထိုင်တိုင်တဲ့နေရာမှာထထဝင်ကိုပေါဝင်ခဲ့သူဖြစ်ပါတယ်နောက်ဆုံးပြစ်မှာမြောက်တယောက်ကတော့အေဒင်အောက်စုရဲ့ဥက္ကဋ္ဌဦးချစ်ခိုင်ဖြစ်ပါတယ်သူရဲ့ခန့်မှန်းခြေပိုင်ဆိုင်မှုဟာဆိုရင်လဲအမေရိကန်ဒေါ်လာတန်300ကနေတန်400ဝန်းကျင်ထိရှိပါတယ်သူကစံတဘာစိတ်ပြိုးရေးကန္တာကနေဘဝကိုအောက်ခြေကနေစတင်ခဲ့ပြီးခုဆိုရင်ဟိုတယ်လုပ်ငန်းတွေတကုံဘဏ်နဲ့စွမ်းအင် energy လုပ်ငန်းတွေထိလောက်ကင်နေတဲ့မြန်မာနိုင်ငံရဲ့ဩဇာကြီးမားတဲ့တထေးကြီးတူဖြစ်ပါတယ်ဒီတထေးကြီးတွေရဲ့ပိုင်ဆိုင်မှုပမာဏတွေကတကယ်ကိုမူးဝေပေါ်လောက်ဆရာတွေပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့အလုံးရဲ့နောက်ွယ်မှာခက်ခဲတွေနဲ့ဇွဲရှိတော်ဖြတ်ခဲ့ရတဲ့သမန်ကြောင်းကိုစီရှိကြပါတယ်မဲဆွေတို့ကဒီ9ဦးထဲကဘသူရဲ့စ조사မှုနဲ့စီးပွားရေးမြင်ကိုကြိုက်ဆုံးလဲဆိုတာကို comment လေးမှရေးထားပေးခဲ့ကြပါအောင်ခင်ဗျာခုလိုစိတ်ဝင်စားစရာကောင်းတဲ့သမန်ကြောင်းတွေနဲ့ဘူဒုဒတွေကိုမြင်ကြည့်ရအောင်ကျွန်တော်ရဲ့ page ကို like and share လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီတတိကြီး9ဦးရဲ့ကျောင်းကိုထက်ဝင်ပြီးချင်ရင် comment လေးမှရေးထားပေးခဲ့ကြပါခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးကျေးဇူးတင်ပါ bye